ညီမလေးမင်္ဂလာပါညီမလေးရဲ့နာမည်ရဲ့ပြောဘယ်ကလာလဲဆိုတဲ့ဟာကိုရွေးဆက်ပေးပါအောင် နာမည်ကတော့မြေသက်ပိုင်လို့ခေါ်ပါတယ်လက်ရှိကတော့ဒီမှာရွမှာပြေးပါ ကျွန်မရုံမှာနေတာမြေသက်ပါဟုတ်ကဲ့ပါမင်္ဂလာပါညီမလေးဟုတ်ကဲ့ဒီမှာအရင်ဆုံးဒီ blind ပေါက်မှာအရင်ဆုံးဘာပေါက်သွားလဲဆိုတော့ပြပြပါအောင် လက်စုပ်လေးပေါက်သွားတယ် လက်ဆိုင်နော် ဟုတ်တယ် ဆရာလေးနော်အဲ့လိုပဲနော်โอเคလက်စုပ်လေးဒီပေါက်ဖို့တဲ့ဒီ blind ပေါက်ကိုပါဝင်ချစ်ခဲ့ပုံမှာဘယ်လိုမျိုးလေးတောင်ပေါဝင်ဖြစ်တာလဲ ဒီမှာတော့ဝယ်လာတော့ကြာပြီပြပြကစမလိုတော့ဖြစ်နေ ဟုတ်လားဟာ အမေစလာဖြစ်တာဆိုတော့အတိအမတယောက်ကနေပြီးတော့သူဒီမှာဝယ်နေကြပါတော့စိန်တယ်တွေကိုနှစ်ကြာလို့ရှိရင်အမျက်ပေးတယ်ပြီးလို့ရှိရင်အလဲစီရိုးပေါ့နော်ဒီမှာကျတော့အများဟိုဘယ်လိုပြောမလဲလာတိုင်းနှစ်တိုင်းချက်တိုးပြီးဖြစ်စီအများဝယ်တယ်အများလဲလဲပြီးဝယ်ရတာတိုက်တယ်လူငယ်တယောက်လည်းဖြစ်တော့ဒီမှာညီမနဲ့ကအရင်အဆင်ပြေတယ်အဲ့လိုလာစားရဲ့ကိုလည်းရှုံးလည်းမရှိဘူးညီမတက်နိုင်တဲ့ငွေမောက်လေးနဲ့ထပ်ထပ်ဖြစ်သွားဆိုတော့အရင်အဲ့မှာနေဝယ်နေနဲ့ပြန်ပြီးကစားမပြည့်တယ်ဒီနေ့လေဆောက်ခွေးမှာလာဝယ်တာဝယ်ရင်းနေကျွန်တော်တို့ပြန်ပေါက်သွားတာ လက်ကောက်လေးဝယ်နေမှာလက်စုပ် ဝမ်းဆက်ပြောသွားနော်တကယ်အားလေကဒီတိုင်းမော်တယ်ကပြန်ပြီးကစားမလေးဖြစ်တော့ဒါစစ်လာအချိုးပေးလေနော်တော့ပြန်ပြီးဒီတိုင်းမော်နေပြီးပြန်ပြီးကစားတာနော်ကိုယ့်ဘက်ကအဲ့တော့လေဘလိုင်းမဒီလိုမျိုးပေါက်နေတဲ့အချိန်မှာကွာဘာပေါက်မယ်လို့မျှော်လင့်ထားရတယ်တကယ်တော့ ဘာမှတော့မမျော်လဲ မျှော်လင့်တာအောင်ကြားရယူမယ်ပေါ့ဆိုလိုစိတ်နဲ့ပေါက်လိုက်တာအဲ့ဒီမှာမဲလေးဖွင့်လိုက်တဲ့အခါမှာလက်စွပ်လို့ဖြစ်တဲ့အချိန်မှာဘယ်လိုမျိုးခံစားရလဲ တရားရင်းလုံးသက်သိန်းလေးအောင်ပြ အခုနေတဲ့အတန်းမနေရရဝါလာဝါတာကောင်းနော်ဟုတ်ပြီအဲ့ဆိုရင်ဒါဆိုဒီတိုင်းမော်လည်းကိုလည်းတော့ချောင်းအားပေးလာတယ်ပြီးတော့ဒီဖွင့်ပွဲကနေပြီးတော့နောက်ထပ်ပေါ့နော်စူတောင်းစကားလေးပြောချင်တာလေးရှိတယ်ပြောပြပါအောင်ပါလေးဟုတ် ဒီထက်မကဆိုင်ဝဲတွေအများကြီးဖွင့်နိုင်ပါစေလို့အများနဲ့လာပြီးတော့အားပေးပါမယ်ရှင်ဟုတ် ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါ